တီတာပုံမှန်ဗီဒီယိုတွေလုပ်တဲ့အခါမြဲတမ်းနေတာ English လိုပဲပြောခဲ့ပါတယ်အဲ့လိုပြောရတာဘယ်လိုပြောမလဲအင်္ဂလိပ်လိုရှင်းပြလို့ရှိရင်တချို့ဟာတွေကပို့ပြီးတော့မြန်တယ်ပေါ့နော်နားလဲလွယ်တယ်လို့စိတ်ထဲမှာထင်တာပါဒါပေမဲ့လွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်ကတကယ်ချင်းတယောက်ကFacebook ကနေပြီးတော့ page တစ်ခု recommend လုပ်ပါတယ်အဲ့ဒါတော့ကနေဒါညီမလေးတယောက်ပါသူနာမည်ကရန်ကုန် Emma Hart လို့ခေါ်ပါတယ်အဲ့ Facebook page ကbasically makeup အဝတ်အစားဘယ်လိုဝယ်ရမလဲပါညာပေါ့နော်အဲ့လိုမျိုးတွေပြပေးတာပါညီမလေးအရန်ချောပါတယ်ကနေဒါညီမလေးFacebook page ကိုကြည့်ကြည့်တဲ့အခါကျသူကသူ့ရဲ့ tutorial အားလုံးကိုမြန်မာလိုပဲပြောတာပါမြန်မာလိုပဲရေးတာပါတီတာဒီ blogging ကိုစလုပ်တဲ့အချိန်မှာ main reason ကတီတာတည်တဲ့ဟာကိုတကယ်ချင်းနေအထူးသဖြင့်လန်ဒန်မှာနေတဲ့တကယ်ချင်းနေနားလည်အောင်ကိုပတ်ဝန်းကျင်ကမိတ်ဆွေတွေသိရလေအောင်ဆိုတဲ့သဘောနဲ့စပြီး blogging လုပ်ခဲ့တာပါစီးပွားရေးတစ်ခုအနေနဲ့လုပ်ခဲ့တာလည်းမဟုတ်တဲ့အတွက်ကြောင့်တကယ်ချမစဉ်းစားပြစ်ဘူးပေါ့နော်ဒါပေမဲ့တကယ်ချပြန်စဉ်းစားတဲ့အခါကျတော့ညီမလေးကိုလည်းစကားပြောကြည့်ပါတယ် Facebook ကနေညီမလေးဘာဖြစ်လို့မြန်မာလိုပြောတယ်လဲဘာဖြစ်လို့အင်္ဂလိပ်လိုပြောတယ်ဘာဖြစ်လို့ I don't think her English is that bad either so သူကပြောပြပါတယ်သူရဲ့အဓိကသူပြောချင်တာကသူအမတရားညီမတရားအနေနဲ့မြန်မာပြည်က main ကလေးတွေကိုလှစေချင်တယ်ပြီးတော့ဒီ YouTube မှာ English လို့ပြောပြီးတော့ပြောတဲ့ YouTube blogger တွေ guru တွေအများကြီးရှိပါတယ်အဲ့ဒီအတွက်ကြောင့်သူ့အတွက်ကဘာမှမထူးခြားနိုင်ဘူးဆိုတော့မှန်ပါတယ်သူ့ရဲ့intention ကအရင်ကောင်းပါတယ်ဆိုတော့အဲ့လိုမျိုးတရားမစဉ်းစားမိပါဘူးဘာဖြစ်လို့လဲဆိုတော့တရားအတွက်ကကိုတည်တဲ့ဟာကိုဖြန့်ပြီးပေးတဲ့သဘောမျိုးပဲပေါ့နော်ဒါပေမဲ့အထူးသဖြင့် data ပြန်စဉ်းစားကြည့်လို့ရှိရင်မှန်ပါတယ်မြန်မာပြည်ကမြန်မာလေးအမားတွေ anti တွေတော်တော်တွေဆိုတာပေါ့နော်အခုမှပို့ပြီး exposure ရှိလာတဲ့အတွက်ကြောင့်ပစ္စည်းတွေကလည်းပို့ပြီးတော့စုံလာတယ်သူတို့အတွက်ပို့ပြီးတော့ဝယ်လို့ရတဲ့ဟာတွေများလာတယ်ပေါ့နော်အဲ့အတွက်ကြောင့်အဲ့ဟာတွေကိုဘယ်လိုသုံးရမလဲဘယ်လိုနည်းနဲ့မှန်းကန်စွာသုံးရမလဲအဲ့ဒါကိုသုံးပြီးကိုဘယ်လိုပို့လှလာအောင်ပို့ပြီး presentable ဖြစ်လာအောင်လုပ်ရမလဲဆိုတာကိုမြန်မာလိုပြောမှသာမြင်ပို့ပြီးလွယ်ကူမယ်လို့သိရထင်ပါတယ်အဲ့အတွက်ကြောင့်ဒီကရှေ့ဆက်ပြီးတော့လုပ်မဲ့ဗီဒီယိုတွေ blogging တွေကို in between ပေါ့နော်တချို့ဗီဒီယိုတွေလည်းဒီက English လိုလုပ်လုပ်ဖြစ်ပါမယ်ဒါပေမဲ့များသောအားဖြင့်ဟာတွေဒီက will try my best ပေါ့နော်မြန်မာလိုလုပ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ရန်ကုန် Emma Hart လုပ်တဲ့ညီမလေးကိုလည်းရှင်းပြတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူနဲ့စကားပြောပြလို့ရှိရင်ဒီအတွေ့အခေါ်ကောင်းနဲ့ရောက်လာနိုင်မယ်လို့မထင်ပါဘူးကျေးဇူးတင်ပါတယ်ဒီက small explanation မှာဘာဖြစ်လို့ရုတ်တရက်ကြီးအင်္ဂလိပ်လိုကနေမြန်မာလိုချက်ကောက်ပြောင်းသွားလဲဆိုပြီးတော့အထူးဆန်းဖြစ်နေမှာဆိုလို့ပါ so yeah so ဒီနေ့ဒီကဗီဒီယိုတစ်ခုလုပ်မယ်လို့စိတ်ကူးထားပါတယ်ဆိုတော့အဲ့ဒီဗီဒီယိုတွေကိုမြန်မာလိုပြောပြီးတော့တင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီခါမှာဘာဖြစ်လို့ဆိုတော့တချို့စကားတွေကအချုံးမပြေပဲထွက်လာမှာဆိုလို့ပါ so I'm gonna try my best and thank you for watching